မင်္ဂလာပွဲကိုချက်ချင်းကျင်းပရင်လည်းကျင်းပသွားနိုင်တဲ့အောင်ရဲလင်ပရိသတ်များရှင့်မင်္ဂလေးရင်ရဲ့တဲတဲလုံးအားပေးခံရတဲ့ဟိန်းဝင်ရန်ကလက်ထပ်သွားပြီဖြစ်ပြီးအောင်ရဲလင်းကတော့လူပြိုကြီးဖြစ်ဆက်လက်ထိန်းသိမ်းထားပါသေးတယ်။အောင်ရဲလင်းမှလည်းချစ်သူရှိပြီးသားဖြစ်တာကြောင့်သူလည်းလက်ထပ်တော့မှလားလို့တည်ကျင်ကြပါတယ်။အောင်ရဲလင်းကအနာဂတ်အတွက်ပလန်နေရှိပြီးမင်္ဂလာဆောင်ရင်လည်းကောက်ခငင်ကချက်ချင်းလှုပ်ဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်။နာမည်ကြီးမင်းသားတွေတယောက်ပြီးတယောက်လက်ထပ်သွားလို့အောင်ရဲလင်းလည်းမစားခင်မှာသူရဲ့မင်္ဂလာပွဲကိုကြိုတင်ပြီးစိတ်ကူးရင်နေပါပြီပကာတနာတွေကိုသဘောမကျတဲ့အောင်ရဲလင်းကသူလက်ထပ်မယ်ဆိုရင်ထိုင်းမင်းသမီးဒဗီကလိုရိုးရှင်းတဲ့ပွဲကိုပို့ပြီးတော့သဘောကျပါတယ်ခြံဝန်းကျင်းကြီးထဲမှာတီးတက်ဆန်ဆန်လက်ထပ်ရတာကလည်းကောင်းတာကြောင့်အောင်ရဲလင်းကဒဗီကရဲ့မင်္ဂလာပွဲပုံစံကိုစိတ်ကူးထားပါတယ်ခြံတန်းထဲမှာလက်ထပ်ရတဲ့ပုံစံကလွတ်လပ်ပြီးတနေကုန်ပျော်ရွှင်ကြမယ်လို့အောင်ရဲလင်းကစိတ်ကူးတဲ့ကလက်ထပ်ပွဲပုံစံကိုပြောပြလိုက်ပါတယ်အောင်ရဲလင်းကတကယ်လက်ထပ်သွားရင်တော့မိန်းကလေးပရိသတ်တွေခံစားနေရတော့မှာပါအောင်ရဲလင်းနဲ့ဟင်းဝရံကတခက်ထဲမှာနာမည်ကြီးလာတဲ့မင်းသားတွေဖြစ်ပြီးအချင်းချင်းကလည်းရှင်းနေကြပါတယ်။ဒါကြောင့်အောင်ရဲလင်းကဟင်းဝရံရဲ့မင်္ဂလာပွဲမှာပန်းကျဲပေးပြီးဂုဏ်ပြုပေးခဲ့ပါတယ်။လက်ထပ်သွားတဲ့ဟင်းဝရံအတွက်လည်းအရန်ဝမ်းသာနေပြီးအလုပ်တွေမအားတဲ့ကြားတွေကနေမင်္ဂလာပန်းကျဲပေးခဲ့တာပါ။နာမည်ကြီးမင်းသားဖြစ်ပြီးမဲ့လည်းမမာနာတွေလည်းမထားတတ်သလိုတငယ်ချင်းအတွက်လည်းဂုဏ်ယူနေပါတယ်။အောင်ရဲလင်းရဲ့ပွဲအတွက်လည်းပရိသတ်တွေဟာစိတ်ဝင်စားနေပြီးသူကတော့ချက်ချင်းကောက်ခါငင်ကလက်ထပ်သွားနိုင်ကြောင်းပြောထားခဲ့ပါတယ်။အောင်ရဲလင်းရဲ့ချစ်သူကတော့အမှုပညာလောကတွေကမဟုတ်ပေမဲ့အောင်ရဲလင်းရဲ့အပေါ်မှာနားလည်မှုအပြည့်ပေးနိုင်နေသူပါနာမည်ကြီးမင်းသားရဲ့ရီးစားဆိုပြီးဂုံလည်းမမောက်တလို့ရှိုက်ကူးရေးလောက်တာတွေကိုလည်းသဘောထားကြီးပေးတဲ့သူပါအတိုင်းဝိုင်းကြီးကနေစင်းတက်လာတဲ့မင်းကလေးကိုအောင်ရဲလင်းကချစ်သူအဖြစ်တော်ထားရပြီးဒီမင်းကလေးကိုပဲအောင်ရဲလင်းကအများနဲ့မိတ်ဆက်ပေးဘူးတာပါဖွေးဖွေးနဲ့နန်းစုတို့လိုနာမည်ကြီးမင်းသမီးတွေနဲ့တွင်ခဲ့တာတော့ပရိသတ်တွေနဲ့မိတ်ဆက်မပေးခဲ့ပေမဲ့လက်ရှိချစ်သူလေးကိုတော့လက်ထပ်ဖို့အထိပါရည်ရွယ်ထားပါတယ်လူပြိုကြီးအဖြစ်အသက်38နှစ်ထိနေလာခဲ့တဲ့အောင်ရဲလင်းကိုလက်ထပ်စေချင်ပြီလားဆိုတာကွန်မန့်မှာပြောပြပေးခဲ့ပါအောင်ရှင်